အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့လူငယ်စာရေးဆရာ KDN လဲလုံးမီရေးသားထားတဲ့မော်တီပါနဲ့အညှို့အတေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမတင်ဆက်မီကျွန်တော်ရဲ့ MSO Entertainment Channel လေးကိုလည်း Like and Subscribe လုပ်ပေးကြဖို့တောင်းဆိုပါရစေခင်ဗျာလောကကြီးမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတာကိုကျုပ်အခုသိလိုက်ပြီဗျဘာကြောင့်လဲဆိုရင်ဆရာဒီပါကြောင့်ပဲတာမန်လူတွေဖိတ်တော့ကြောက်လန့်ကြတဲ့တိုက်ဆောင်ဘလူးတစေဖုတ်တို့တော့ကျုပ်ဆရာဒီဘောက်ကိုရှုံးပေးကြရလို့ပဲတရားကိုနှက်ဆောင်နေဆိုတာမျိုးပေါ့ဗျာကျုံနဲ့ဆရာဒီဘောက်နှုတ်စိတ်စွာလမ်းလျှောက်နေကြတယ်မင်းညကလေးကကျုံနဲ့ဆရာအုပ်ဖို့ရွာကထွက်လာခဲ့ကြတာမဟုတ်လားဒီအချိန်ကျုပ်စိတ်ထဲမှာသိချင်လာတာတခုရှိလာတယ်ဒါနဲ့ပဲကျုပ်ကဆရာကိုလှမ်းမိလိုက်တယ်ဆရာကျွန်တော်တခုတော့မေးပြရစီလားဗျအဲ့ဒီချိန်ဆရာဒီဘကလမ်းလျှောက်နေရင်ကနေကျုပ်ကိုပြောလာတယ်အေးမေးလေဘာလဲမင်းထင်ရှားရဲ့ဒီလိုလေးဆရာစုံနေတယ်ဘယ်ဆုံးမှာအမြင့်ဆုံးလဲဗျကျုပ်ကမေးလိုက်တော့ဆရာဒီဘကလမ်းလျှောက်ရင်ခေါင်းတင်းငိမ့်ငိမ့်နဲ့ပြန်ပြေးလာတယ်အေးကွာအမြင့်ထင်ရှားမြမလောကီအင်္ဂုတ္တရကျမ်းမှာဆုံး9မျိုးရှိတယ်လို့သတ်မှတ်ထားကြတယ်ကွာခြေဆုံးသူတို့ကတော့ရှေတော့ကနေစားလို့ကိုရောင်ဖြောက်နိုင်ကြတယ်ဘယ်လိုဝေးတဲ့ခရီးဖြစ်စေတခဏအတွင်းသွားနိုင်ကြတယ်ကိုဆုံးနှစ်ခုလုံးပညာတတ်တွေနဲ့ပြည့်နေပြီးလက်နဲ့မတိုးဘူးအသားမာကြတယ်ခေါင်းဆုံးခေါင်းကိုကနေခွာပြီးသွားနိုင်ကြတယ်ကြောက်စရာဆုံးတစ်မျိုးပေါ့ကွာနောက်တစ်မျိုးကတော့မောက်လုံးဆုံးခေါင်းမှာပူးကျိတ်လိုမျိုးပညာတွေစုနေကြတယ်နောက်တစ်ခုရှိသေးတယ်မောက်ပြားဆုံးနေကွာခေါင်းကပြားရှက်ပုံစံရှိပြီးထူးခြားတဲ့အတက်တွေကိုတက်ကြတယ်အိမ်တိတ်လိမ့်ဆုံးဒါမှမဟုတ်ယောဂနီဒါကတော့တိတ်ကိုထူးခြားပြီးအစွမ်းထက်ကြတယ်ကွာကဝေမြောက်ဆုံးဆိုတာကသူတို့ကတော့ဆုံးအတက်ပညာရဲ့အထုထိပ်ကိုရောက်သွားကြပြီကွာဟုတ်ကဲ့ပါဆရာအဲ့ဒီနောက်မှာတော့ကျုံနဲ့ဆရာမြို့သို့သွားတဲ့လမ်းကြောင်းတိုင်း6လာခဲ့ကြတော့တယ်တိတ်မီတာခင်ကျုံနဲ့ဆရာရထားလမ်းတစ်ခုစီရောက်လာခဲ့ကြတော့တယ်ကျုပ်တို့ကတော့ပုံမှန်ရှည်လမ်းတွေနဲ့သွားလာနေကြတယ်တိတ်မီတာခင်လူတွေဝိုင်းအောင်နေတဲ့ရထားဘူတာအနီးရောက်ခဲ့ကြတယ်ဗျအဲ့ချိန်လူတွေရောက်တခုခုဖြစ်နေတာကြားလိုက်ရတယ်လုံကြောက်ပေါင်းဝါစိုံပူကြစမ်းမဟာအဲ့ဒီလိုအတန်တွေထွက်ပေါ်လာတယ်အဲ့အချိန်ဆရာဒီဘကလူအုပ်ရှိရဆိုရှောက်သွားလိုက်တယ်ကျုပ်ကဆရာဒီဘနောက်ကကတ်လိုက်သွားတယ်ဗျအဲ့ဒီအချိန်တွေ့လိုက်ရတာကတော့လူလက်ပိုင်းတူမြေပေါ်လဲကြပြီးအကျော်ဆွဲနေတာနောင်ကြီးတို့သူ့ကိုကျုပ်ကြည့်ပေးလို့ရမလားဗျဆရာဒီဘကမေးလိုက်တယ်ဗျသူတို့ကတော့ဆရာဒီဘကိုတလဲကျုပ်ကိုတလဲကြည့်လာကြတယ်ဆရာကနှစ်လိုပဲသွားလေးပေါ်ရုံလူအုပ်ကိုပြုံးပြလိုက်ပြီးအဲ့ဒီချိန်လူတယောက်ကဆရာဒီဘကိုမေးလာတယ်ဒီကလူငယ်ကဘသူလဲကွာစေးသမားလားဆိုပါတော့ဗျာကျုပ်ကနေလဲပရဟိတာစေးကူပေးနေတာပါရောင်ရင်တို့ခွင့်ပြုရင်ကျုပ်သူ့ကိုကူပေးကြပါတယ်ဒါဆိုလဲလှုပ်ဆမ်းမအောင်စေးဆရာရဲ့သူတလန်းလုံးလေးအကောင်းဗျရထားပေါ်မိမကြီးတူနဲ့တောင်စကားများဖို့ဖြစ်ခဲ့သေးတယ်အခုရထားကစင်တော့မိမကြီးကသူ့ပဲလှည့်ပြီးတွေးထွေးသွားတယ်အဲ့ဒီတော့သူအခုလိုဖြစ်သွားတာပဲကျုပ်ကူပေးပါမယ်ဗျဆရာဒီဘကနေလိုပဲပြုံးရင်ပြောလိုက်တယ်လူတွေကလည်းဝိုင်းအောင်လာကြတယ်ဗျပြီးတော့ဆရာဒီဘလုံနေတာကိုစောင့်ကြည့်နေကြတယ်မင်းတင်ရှာကျုပ်ကိုရေတစ်ခွက်ပေးပါဟုတ်ကဲ့ဆရာအဲ့ဒီချိန်အနီးကလူအုပ်ကနေလူတယောက်ကရေတံဘူးကမ်းပေးလာတယ်ကျုပ်မှရေတံဘူးပါတယ်ဗျရော့ဒီမှာကျုပ်ကလှမ်းယူလိုက်ပြီးဆရာကိုပေးလိုက်တယ်အဲ့ဒီချိန်ဆရာကရေဘူးကိုလှမ်းယူပရေကြီးဆက်သက်တုပ်ကိုထန်ကရိုင်းကြရွတ်ဖတ်တယ်ဗျလူအလုံးလည်းမျက်တော်မခက်ကြည့်နေကြတယ်နောက်ဆုံးမျက်တာတော့ပရိတ်တော်ဆုံးတာနဲ့ဆရာဒီဘကပြောလာတယ်မွေတော်မူပြီးကြကုန်သောဖះရှင်တို့နဲ့တကွကြီးမြတ်တော်မူသောမြတ်စွာဘုရားရှင်ဤတရားတော်တို့ကိုတိုင်တယ်လို့ကျွန်ုပ်သစ္စာဒီပါမှာသစ္စာပြုပါသည်လောကဗလာနမင်းကြီးတို့ကတိုင်တယ်ပါသည်တမတေဝနတ်ကောင်းနတ်မြတ်တို့အားကြားပါစေသာဤလူအားကြားရောက်နေတဲ့အမှောင်ပညာတို့သည်မြူမုံတို့ကဲ့သို့လွင့်ပြေပါစေသာဤမှန်ကန်သောသစ္စာတကားကြောင့်ဤလူကမိမွေးတိုင်းဖာမွေးတိုင်းဖြစ်ပါစေသာပြောပြီးတာနဲ့ရေတံမှုအတွင်းကပရိရေတော်ရေများနဲ့မန်းထားတဲ့ရေနဲ့ထိုလူကိုဖြန်းတောက်လိုက်တယ်တိတ်မကြကမဲထိုလူငုတ်တို့ထထိုင်လာတယ်ပြုပြီးတာနဲ့ထိုလူကလူအုပ်ကိုကြောင်စီစီကြည့်နေတယ်ပြီးမှသူနဲ့တူလာတဲ့လူကိုမေးလိုက်တယ်ကိုကြီးထုံးကျုပ်ဘာဖြစ်တာလဲဗျအေးဟာမင်းကိုဆုံးပြူစားတယ်ထင်တယ်ဒီကဆရာလေးကကယ်လိုက်တာပဲဟာဆရာလေးကိုကြောလိုက်အောင်ကွာအဲ့ဒီလူစကားအဆုံးပြူစားခံထားရတဲ့သူကလက်အုပ်ရှိလိုက်တယ်အဲ့ချိန်ဆရာဒီဘက်ကအလင်းမြန်တားလိုက်တယ်ဗျ
ဟာမလုပ်ပါနဲ့နောင်ကြီးဟာကံကြုံလို့ကူညီပေးရတာနဲ့တင်ကျုပ်ချေးနေပါပြီရတနာသုံးပါးကိုသာမမေ့နဲ့ဗျကဲကျုပ်တို့ကိုသွားခွင့်ပြုကြပါဟုတ်ကဲ့ပါဆရာလေးအဲ့ဒီနောက်မှာကျုံနဲ့ဆရာဒီပါလူများစွာကိုနှုတ်ဆက်လို့စိန်ပန်းပြအတိုင်းကြီးအစီရရှိနေတဲ့လမ်းကလေးတိုင်းလာခဲ့လိုက်ကြတော့ကျုပ်ကတော့သားဆိုတော့မြို့ပေါ်ရောက်တာကတိတ်ကိုထူးဆန်းနေတယ်ဗျဒါနဲ့ကျုပ်ကဆရာကိုမေးလိုက်တယ်ဆရာကျုပ်တို့ကဘယ်ကိုသွားကြမှာလဲဗျကျုပ်ကမေးလိုက်တော့ဆရာဒီဘက်ကအတိတ်ပဲပါပြုံးရင်းပြီးမှကျုပ်အမေးကိုပြန်ဖြေလာတယ်ရန်သူဟောင်းစီပေါ့ကွာဒီပွဲမှာငါသေးချင်းသေးမယ်နိုင်ရင်နိုင်မယ်ဒါပေမဲ့ကြောက်เสียမပါပါဘူးကွာကျုပ်တို့လူတွေဟာတက်ရှိတိုင်းဟာသိဆုံးခြင်းကိုဖက်လို့မွေးလာကြတာပဲလေမင်းလည်းဒီလောကမှာဒီလမ်းစဉ်နဲ့ခုနှစ်ရဲ့သားသမီးတွေအကျိုးဆောင်ရွက်ပါမင်းတင်ရှာဗျာဆရာကရောဗျကျုပ်ကအလံတကြားမေးလိုက်တယ်ဆရာကတော့နည်းနည်းမှတုံလို့မှုမရှိဘူးရှိပါတယ်ကွာဒါပေမဲ့လူဆိုတာအမြဲတမ်းတခြားလူကိုအားကိုးနေလို့မရဘူးကွာကိုလည်းတီးဆောက်နိုင်ရမယ်မင်းနားလေအောင်ပြောရရင်ငှက်မကြီးတကောင်ကငှက်ကလေးတောင်မဆုံးခင်ထိတာအဆဆရရလှုပ်ပေးပေမဲ့အဲ့ဒီငှက်ပေါပြန်ဖို့တက်ဖို့တင်ပေးလိုက်တာပြန်တက်သွားတဲ့အခါငှက်မကြီးကတွဲခေါ်ပြီးမသွားတော့ဘာလို့လဲဆိုတော့သူ့မှာလည်းအတောင်ပံတစုံရှိနေတာကြောင့်ပဲလေဒီတော့လူတွေလည်းအဲ့ဒီလိုပဲကွအကျိုးအကြောင်းအဆိုးအကောင်းကိုအရွယ်ရောက်တဲ့အခါတွေးတဲ့လာကြတယ်ဒီတော့ကျုပ်လည်းမင်းအနာတစ်သက်လုံးရှိနေနိုင်မှာမဟုတ်ဘူးလေကျွန်တော်နားလဲပါပြီဆရာအဲ့ဒီနောက်တော့ကျုပ်တို့လမ်းဘေးပလက်ဖောင်းကနေတူရွရွလာခဲ့ကြတယ်ကျုပ်ကတော့အတွေ့အကြုံတွေနဲ့ရှိနေတယ်မနေ့ကင်းဖြစ်တာကြောင့်တနေရာမှာအကျော်ဆိုင်လေးတစ်ဆိုင်တွေ့ရတယ်ဆရာဒီဘကပြောလာတယ်မင်းတင်ရှာဗိုက်စားနေပြီမလားဟုတ်နည်းနည်းတော့စားတယ်ဆရာအေးဒါဖြစ်ရင်လေဟိုးကအကျော်ဆိုင်မှာအကျော်စားရတာပေါ့ကွာဟုတ်ကဲ့ဆရာအဲ့ဒီနောက်တော့ကျုံနဲ့ဆရာအကျော်ဆိုင်အတွင်းဝင်သွားလိုက်ကြတယ်အသက်60ကျော်အတော်ကြီးတယောက်ကအကျော်ကြောနေတယ်အနီးကပလက်ကလေးထိုင်တစ်ခုပေါ်မှာလဲလူကြီးတူမေးနေတယ်ကျုပ်တို့ဆိုင်အတွင်းထိုင်လိုက်ကြတော့အတော်ကြီးကမေးလာကြငါတို့အကျော်စားကြမလို့လားကွဟုတ်ကဲ့တော့အကျော်200ဘူးပေးပါဗျအေးပါကွရမယ်နော်တိမ်မကြကမဲတော်ကြီးကအကျော်ပကံနဲ့ရည်နွေးချမ်းလာရှာပေးတယ်အကျော်တွေကအများကြီးပဲဒါနဲ့ဆရာကမေးလိုက်တယ်အဲ့တော့အကျော်တွေကများလာကြီးလားဗျအပူပေးတာပါကွစားကြပါမလူတတ်ရဲ့ဈေးရောင်းဆိုတယ်မလားကုသိုလ်ပေါ့ကွဒါနဲ့လူလေးတို့ကဘဲကလာလို့ဘဲကိုသွားကြမလဲကွအတော်ရဲ့စိတ်ထားလေးကမုံမြန်းလိုက်တာဗျာကျိုးတို့ကအုတ်ခုရွာကလာကြတာပါဒီမျိုးရဲ့စုံရက်ကွက်ကိုခဏသွားမလို့ပါဗျာဆရာကပြောလိုက်တော့အတော်ကြီးကအလန်နေကြဖြစ်သွားတယ်ဗျပြီးမှကျိုးတို့ကိုမသွားဘူးလာတာတယ်သူ့ရဲ့ပုံစံကတခုခုကိုလန့်နေပုံပဲဗျဘာသွားလို့ကြမလို့လဲကွယ်မသွားလို့ရရင်မသွားကြပါနဲ့လားကိုတူကိုသားလို့အမှတ်လို့တားရတာပါဟိုးကမင်းတို့ဦးကြည့်တော့အဲ့ကိုသွားပြီးကြတဲ့ကခုလိုစကားမပြောနိုင်လမ်းမလျှောက်တတ်ဖြစ်လာတော့တာပဲအတော်ကြီးကပြောလာတယ်အဲ့ဒီအချိန်ဆရာဒီဘက်ကကလေးထိုင်ဘောကဦးကြီးကိုလှမ်းကြည့်လိုက်တယ်ဗျပြီးတာနဲ့အတော်ကြီးကိုထပ်မှန်မေးလိုက်တယ်ဘလို့ဖြစ်တာလဲဗျကျုပ်ကိုပြောပြလို့ရမလားရပါတယ်ကွယ်ဖြစ်ပုံအတီလိုငါတူရဲ့တနေ့မနေ့ဒေါ်ကြီးဆိုင်ကိုမိမကြီးတူရောက်လာသူ့နာမည်ကမေအုံးနဲ့သူကဆိုင်မှာအကျော်စားတယ်ပတ်စံပါမလာခဲ့ဘူးတဲ့မင်းတို့ဦးကြီးကစိုက်ကားနေတယ်လေသူ့အိမ်ကိုစိုက်ကားနဲ့လိုက်ပို့ပြီးအောင်နဲ့အကျော်ဘိုးနဲ့စိုက်ကားကပေးပါမယ်ပြောတာဒါနဲ့လိုက်ပို့တာပေါ့ဟိုရောက်တော့ဆုံးရက်ွက်ဖြစ်နေတာနဲ့မင်းရဲ့ဦးကြီးကပတ်စံတောင်းတာပေါ့အဲ့ဒီချိန်မိမကြီးကငါနာမည်စနတ်ကျိုးမေအုံးနဲ့ဟိမပေးနိုင်ဘူးဆိုပြီးပြောတဲ့ကွယ်အဲ့ဒါနဲ့မင်းဦးလေးနဲ့စကားများကြတာအိမ်ပြန်ရောက်တော့ခုလိုဖြစ်သွားတော့တာပဲကွဦးကြီးကိုဆရာသမားတွေနဲ့မကူဘူးလားဗျာတော်ကြီးဘယ်နေမလဲငါတို့ရဲ့ပြတာပေါ့မရဘူးကွတလောကထက်လန်းဆရာကြီးတူကိုခေါ်ပြီးကုခိုင်းတာတောင်းကြလို့ဆရာပါပြည့်ရတယ်ငါတို့ဒါနဲ့လေတော်ကြီးခွင့်ပြုမယ်ဆိုရင်ဦးကြီးကိုကျုပ်ကြည့်ပေးခြင်းပါတယ်ဗျာဟင်လူလေးတို့ကဖြစ်ပါမလားကွယ်ကျုပ်ကကန္နာကြီးခီးတယ်တူပါတော့ကျုပ်နာမည်သစ္စာဒီပသူကတော့ကျုပ်တပည့်မင်းထင်ရှားလို့ခေါ်ပါတယ်ဒါကြောင့်ခွင့်ပြုမယ်ဆိုရင်ဦးကြီးကိုကုသပေးခြင်းပါတယ်ဗျာခွင့်ပြုပါတယ်ဆရာလေးခွင့်ပြုပါတယ်ရှင်ဖြစ်နိုင်ရင်ကုပေးစေခြင်းပါတယ်ကောင်းပါပြီအတော်ဒါဖြစ်ရင်အိမ်မော်တို့တက်ပြရစေဗျာတက်ကြပါဆ
ဆရာလေးတို့အိမ်ပေါ်အရင်ကြွားကြပါကောင်းပါပြီဗျမင်းတင်ချာဦးလေးကိုကူတွဲခဲ့ကွာဟုတ်ကဲ့ပါဆရာအဲ့ဒီလိုပြောပြီးဆရာဒီဘကအိမ်မော်တို့တက်သွားတယ်ကျုံတဲ့တော်ကြီးကစကားမပြောနိုင်လမ်းမလျှောက်နိုင်ဖြစ်နေတဲ့ဦးကြီးကိုတွဲလို့လှေကတဲ့အတိုင်းတက်လာခဲ့ကြတယ်ကျုပ်တို့အိမ်မော်ရောက်တော့ဆရာဒီဘကဖျားစင်ပေါ်မှာဖျောင်းတိုင်အမွှေးတိုင်ပူဇော်နေတယ်ဗျပြီးတာနဲ့ဖျားကုံတော်9ပါးတရားကုံတော်6ပါးတန်ခါကုံတော်9ပါးကိုပြီးသားစွာရွတ်ဖတ်လိုက်တယ်ပြီးတဲ့အခါမှာဖျားစင်ပေါ်ကတောက်တော်ရေခွက်ကိုစွန့်ယူလိုက်တယ်အဲ့တော့ဦးကြီးနာမည်လေးသိပြစေဗျာဆရာဒီဘကမေးလိုက်တယ်ဦးလာသိမ်းပါဆရာလေးကောင်းပါပြီဗျာကဲခုကစားလို့ယခုလူနာကိုကျုပ်ကုတာခွင့်ပေးရလားပေးပါတယ်ဆရာလေး3ကြိမ်3ကမေးမယ်ကျုပ်ကိုကုတာခွင့်ပေးရလားဗျဟုတ်ကဲ့ပေးပါတယ်ဆရာလေးကျုပ်ကိုကုတာခွင့်ပေးရလားပေးပါတယ်ဆရာလေးရဲ့ပေးပါတယ်ရှင်ဆရာဒီဘကတော်ကြီးကို3ကြိမ်တိုင်မေးတယ်ပြီးတာနဲ့ဆရာဒီဘကနာမည်နဲ့လိုက်အောင်မဲ့သစ္စာတရားကိုစေးဝါဖြစ်အသုံးချတော့တယ်ကဲခုကစားလို့တောက်ကြတာဦးလာသိန်းရပြူစားထားသူကျုပ်သစ္စာဒီဘအရှိလာရမယ်မြည်သည့်အရာမြည်သည့်တူတအောမှဆွဲထားပိုင်ခွင့်မပြုရညင်းဆန်ပါကငရဲမိသည်မြပူပါစေသာပြောပြီးတာနဲ့တော့တော်ရင်နဲ့ပြန်ပေးလိုက်တယ်အဲ့ဒီချိန်မှာပဲဦးလေးကြီးကစက္ကန့်နဲ့တစ်ချက်တုံသွားတယ်ပြီးတာနဲ့မိန်းမတန်ကြီးနဲ့ဆရာဒီဘောက်ကိုပြောတော့တယ်အော်ငါ့ကိုခေါ်တာဘယ်သူများလဲမှတ်တယ်နင်ကိုအထက်လန်းဆရာနင်ကသေးချင်းလို့လားဘာလို့ငါ့ကိုခေါ်တာလဲဟုတ်တယ်ကျုပ်ပဲတော့ဘာလို့ခေါ်ရတယ်လဲဆိုရင်ဒီဦးလေးပေါ်လှုပ်ထားတဲ့ခမည်းရဲ့ပညာတွေကိုပြန်ယူခိုင်းမလို့ပဲမယူနိုင်ဘူးဟဲ့ငါမယူနိုင်ဘူးသူ့ကိုဒီအတိုင်းပဲထားမယ်မေအုံအကြောင်းသိအောင်လှုပ်ထားတာဆရာဒီဘက်ကတတဲကလေးပေါ်ယုံမြပြုံးလိုက်ပြီးဆက်ပြောတယ်ကျုပ်ပြောနေတာကိုခမည်းလက်ခံမှာတော့အောင်ကျုပ်ခမည်းကိုမနာစေချင်ဘူးနင်စွမ်းရင်လှုပ်လိုက်လေအထက်လန်းဆရာစုပ်ငါကယူမဆိုင်ဘူးဟဲ့ကောင်းပြီလေမြေတာနဲ့မရတော့လေသစ္စာနဲ့ဆုံးမရမှာပေါ့ဝိဇ္ဇာရှိတောင်းဆရာပေါင်းတို့နေတကွအထက်ဆရာတို့ဤအမိတ်ကျုပ်သစ္စာဒီဘရဲ့အမိတ်အာနာတီပါစေသာတောက်ကြသာဥလာတရာပြူစားထားသူဟာဤရေစက်တို့သည်ငရဲမိသည်မြပူပါစေသာပြောပြီးတာနဲ့တောက်တော်ရေခွဲကရေနဲ့လှမ်းပဲလိုက်တယ်ဥလာသိမ်းမျက်နှာတစ်ချက်ပြည့်ယွန်းသွားတယ်ဗျပြီးတော့အန်ကျိတ်ခံနေတယ်မကြပါဘူးပူတယ်ဆိုပြီးထအော်ပါလေရောအာပူတယ်ရပ်ပါတော့ပူတယ်အာငါမခံနိုင်ဘူးကဲပြောခမည်းလှုပ်ထားတာတွေကိုပြန်ယူမလားဆက်လက်အနာခံမလားယူပါမယ်ရပ်ပေးပါဟဲ့ငါတအားပူနေပြီအဲ့ဒီအချိန်ဆရာဒီဘကဝစိန်တုံးနဲ့လှမ်းတော့လိုက်ပြီးပြောတယ်ဗျကဲပျောက်စေမြည်သည့်တစုံတစ်ခုမှကြံမနေရဤသည်ကျုပ်အမိတ်အမလီငါအခုငါဆက်တွေကိုသိမ်းစီပါတော့မယ်ကောင်းပြီဘာတစ်ခုမှရှမ်းမထားခဲ့နဲ့အခုယူအဲ့ဒီချိန်ဦးလာသိန်းကခေါင်းကနေလက်နဲ့သက်ရှာတယ်ပြီးတာနဲ့ဆရာဒီဘကိုလှမ်းပြောလာတယ်ကောင်းပြီငါပညာတွေကိုငါပြန်ယူလိုက်ပြီသွားလို့ရပြီလားဆရာဒီဘကနှက်ခမ်းတွုံယုံများပြုံးလိုက်ပြီးမှဆက်ပြောတယ်မေအောင်ခမည်းကကျုပ်ကိုမလိမ့်တပတ်လှုပ်ရှင်တယ်ပေါ့ဆက်နာကျင်တာလားမလှုပ်ပါနဲ့ယူပါမယ်အဲ့ဒီနောက်မှာဦးလာသိန်းခေါင်းပေါ်ကနေလက်နဲ့သက်ရှာလို့အိမ်ကျန်းကင်းပေါ်ခွေကျသွားတယ်ပြုခဏနေတော့တတိယလာတော့ပုံမှန်ဖြစ်နေကျေးဇူးတင်လိုက်တာဆရာလေးရဲ့ရပါတယ်ဗျာဒါဆိုရင်ကျုပ်တို့ကိုခွင့်ပြုကြပါဟုတ်ကဲ့ပါဆရာလေးအဲ့ဒီနောက်တော့ကျုံနဲ့ဆရာဒီဘအတော်ကြီးတို့လင်မယားကိုနှုတ်ဆက်လို့ထွက်ခေါ်လာခဲ့ကြတော့တယ်အချိန်ကနေ့လယ်မိုးလွဲချိန်ကျုပ်တို့ကတင်းချိုင်းဘက်ကိုထွက်လာခဲ့လိုက်ကြတယ်လူတွေကတင်းချိုင်းဆိုတာကိုကြောက်เสียမင်္ဂလာမရှိတဲ့အရက်လို့တတိထားတယ်ဒါပေမဲ့လူတိုင်းကတနေ့ကြရင်တော့ဒီမင်္ဂလာမရှိတဲ့အရက်ကိုပဲလာကြရတာမဟုတ်လားကျုံနဲ့ဆရာဒီဘကတင်းချိုင်းတွေဝင်ခဲ့ကြတယ်အုပ်ကူဖြူလေးတွေကတန်းစီလေးရဲ့အသက်အရွယ်ပိုင်းခြားခြင်းမရှိတဲ့အုပ်ကူတွေသေမင်းခေါ်တဲ့တနေ့မှာငယ်သူကြီးသူမကြံလိုက်ရစမြဲမဟုတ်လားကျုပ်တို့တွေကသေမျိုးတွေသာဖြစ်တဲ့ဒါကြောင့်ကြံရှိနေတဲ့အချိန်လေးတွင်မှာမွန်မြတ်စွာနေထိုင်တတ်ဖို့လိုတယ်ကောင်းတာလုပ်တဲ့သူကနောင်တမလုံးမှာအဟောတုခံရှမ်းသာရပေးလိမ့်မယ်ကျုပ်ကအတွေးများနဲ့ရှောင်းနေမိတယ်ကြီးမဲတအုပ်လည်းထပြန်သွားကြတယ်ကျုံနဲ့ဆရာဒီဘကသူ့ဘရာသာထိုင်နေတဲ့တဲစီလှမ်းသွားလိုက်ကြတယ်ပြိုးသူ့ဘရာသာကြီးနေကောင်းရဲ့လားဗျ
ဆရာဒီဘကသူ့ဘရာသာကိုမေးလိုက်တဲ့ထိုကတဲအတွင်းကဝါကလေးထိုင်ပေါ်မေးနေတဲ့သူ့ဘရာသာကြီးကမျက်လုံးပွင့်လာပြီးဟာဆရာဒီဘဘေးလေးဗျဟုတ်တယ်ဦးထွန်းလို့ရဲ့ကိစ္စတစ်ခုနဲ့လာခဲ့တာပဲဗျဒါနဲ့နေကောင်းတယ်နော်အခုတော့ကောင်းနေတယ်ဆရာလေးရဲ့ဆရာကထောင်းလာပြီလေဗျရုံနံကွာချိန်နှီးလာပြီဗျမကွာနိုင်သေးပါဘူးဗျဒါနဲ့ခကြီးတစ်ဝက်ပေါက်ပြီလားဗျကြော်နေပါပြီဆရာလေးရဲ့သူ့ဘရာသာကြီးဦးထွန်းလူနဲ့ဆရာပြောနေတာကိုကျုပ်ကနားမလည်ဘူးဗျဒါနဲ့ကျုပ်ကထိုင်ပြီးသာနားထောင်နေလိုက်တော့တယ်အဲ့ဒီလိုနဲ့ညာတို့ရောက်လာတယ်ဆရာဒီဘကဘုရားရှင်ကိုအမျှဝေတယ်ကျုပ်ရောပေါ့ပြီးတဲ့အခါကျတော့သူ့ဘရာသာကြီးကဆရာဒီဘကိုမေးလာတယ်ဆရာလေးသွားတော့မှလားဗျသွားကြတာပေါ့ဦးထွန်းလူရဲ့ကဲဒါဖြစ်ရင်သွားကြမယ်ဗျမင်းနေစားမင်းကတော့သူ့ဘရာသာကြီးပြောတာနားထောင်တော့သူကတာမန်လူတယောက်မဟုတ်ဘူးစီတလုံးပိုင်မဲကွဗျာဒါဆိုသူ့ဘရာသာဘာလို့လုံနေရတာလဲဗျနောက်ကြရင်ပြောပြပါမယ်ကွာအခုအချိန်ကြပြီငါတို့သွားကြမယ်အဲနောက်တော့ကျုပ်တို့ဆရာတပည့်ရဲ့သူ့ဘရာသာစီတလုံးဦးထွန်းလူရဲ့အတူထွက်လာခဲ့လိုက်ကြတော့တယ်ရွာဝင်ပြင်ကညောင်မင်းကြီးတပင်အောင်ရောက်တော့လူစုတွေ့ရတယ်ဒါနဲ့ဆရာကသူတို့ရောက်နေကြပြီပဲအဲနောက်ကျုပ်တို့ဆရာတပည့်ရဲ့သူ့ဘရာသာစီတလုံးဦးထွန်းလူရဲ့အတူထွက်လာခဲ့လိုက်ကြတော့တယ်ရွာဝင်ပြင်ကညောင်မင်းကြီးတပင်အောင်ရောက်တော့လူတစုကိုတွေ့ကြရတော့တယ်ဒါနဲ့ဆရာဒီဘကသူတို့ရောက်နေကြပြီပဲဟုတ်ပါဆရာလေးရဲ့အဲ့ဒီနောက်တော့ကျုပ်တို့တွေထိုလူတွေရှိရလာခဲ့လိုက်ကြအဲ့ဒီချိန်စေတလုံးဦးထွန်းလူကပြုံးဆဆနဲ့ဆရာဒီဘကိုလှမ်းပြောလိုက်တယ်ဆရာလေးဝဲကြီးပွဲကောင်တွေ့ရအောင်မယ်ထင်တယ်နော်မဖြစ်နိုင်သေးဘူးဦးထွန်းလူဒီလူတွေကမေးဦးရဲ့အပေါင်းဖော်တာဖြစ်တယ်ဗျအဲ့ဒီနောက်တော့ကျုပ်တို့သုံးလူအုပ်ရှိရာညောင်မုံစိတ်အပင်စီရှောက်လာခဲ့လိုက်ကြတယ်ဆရာဒီဘကတော့တစုံတစ်ခုအပေါ်တွေးတောနေဟန်ရှိတယ်မိုးကောင်းငင်ပြပြထက်မှလည်းလာမင်းကြီးကဝင်းပစွာရှိနေတယ်သူရဲ့နီးမှလည်းကျေတာယာတို့ကဝန်းရံထားတယ်ကျုပ်တို့လူအုပ်နဲ့ဝါတရက်အကွာရောက်တော့ရက်တန်းလိုက်ကြတယ်လူတွေကစုစုပေါင်း9ယောက်အဲရှင်တယောက်တော့သူကလှမ်းပြောလာတယ်မင်းတို့ထဲကအထက်လန်းဆရာဒီဘကဘယ်သူလဲကွာငါတို့မိတ်ဆွေမေုံကတို့ဆရာကြီးစီအကူကြီးတောင်းထားတယ်ဒီဘဆိုတဲ့ကောင်ကိုတတ်ဖို့မင်းတို့ကငါဆရာကိုထိတာနဲ့မင်းတို့နဲ့ငါကဘာကြည့်မှာမဟုတ်ဘူးကွာမင်းတို့မြေရှိုးမိုးပြန်သွားခဲ့ရတော့ငါကရောက်လိုက်တာမှာကျုပ်ကပြောလိုက်တာဗျအဲချိန်ဆရာကကျုပ်ရဲ့ပခုံးကိုခပ်ပွားပွားတက်ရင်အရှိကရက်လိုက်တယ်ပြီးမှလှမ်းပြောလိုက်တယ်အေးဟုတ်တယ်ဒီဘဆိုတာငါပဲမင်းတို့ဘာလို့ရှင်တာလဲဘာလို့ရှင်တာလဲဆိုတော့သက်ပြစ်မှာပေါ့ကွာပြောပြီးတာနဲ့ကျုပ်တို့ကိုစတင်တိုက်ခိုက်တော့တယ်ဆရာဒီဘကစတန်းတွေကိုရှေ့ကရှင်းထုတ်တယ်စေပိုင်ဦးထူးလုံကလည်းသူ့ပညာတွေနဲ့တိုက်တယ်ကျုပ်ကတော့ပြေးလာနေတဲ့စတန်းတွေကိုဝိဇ္ဇာတောင်ဝေးနဲ့ရိုက်ထုတ်တယ်ကျုပ်တို့တိုက်ပွဲကအတော်ပြင်းထန်တယ်စေပိုင်ကြီးကလည်းအတော်ဆွမ်းနေပြောရမယ်သိမကြခင်ကောင်းကင်ထက်ကနေလရငှက်တအုံနဲ့ကြီးမဲတအုံပြန်လာကြတယ်သိမကြခင်မိန်းမကြီးတွေယောက်ျားကြီးတွေဖြစ်ကုန်ကြတယ်လူပေါင်း20ကျော်လောက်ကကျုပ်တို့3ယောက်ကိုဝိုင်းတိုက်ကြတယ်ဆရာလေးစင်ပြေလားဗျစေပိုင်ဦးတို့လူကဆရာဒီဘကိုမေးလိုက်တယ်ဆရာဒီဘကကဝေမြောက်ဆုံးနဲ့အသေးအတန်တိုက်ခိုက်နေရကနေစေပိုင်မေးကိုပြန်ပြေးတယ်ကျုပ်ရတယ်ဦးထုံးလူကျုပ်ကတော့ကျုပ်လူတွေကိုခေါ်လိုက်တော့မယ်ဆရာလေးဟေးငနဲ့မင်းတို့အကောင်တွေကိုတတ်ကြစမ်းကွာအဲချိန်လူတရန်ရိမ်မဲတွေကစုံးတွေကိုပြေးဝင်လုံးတယ်ကျုပ်တို့တိုက်ပွဲမပြေးခင်မဲ့အပေါ်ကနေလူတချို့ဆင်းလာကြတယ်ကျုပ်ကြည့်လိုက်တော့မိန်းမတူအရှားယောက်ျားနူမိန်းမကြီးကဆရာဒီဘကိုဆက်တွေနဲ့အငိုက်ဝင်ပြတော့တယ်ဆရာကကဝေမြောက်ဆုံးဆိုတဲ့ဆုံးထွက်ကောင်းနဲ့အသေးအတန်တိုက်ခိုက်နေတာကြောင့်ဂယုံမပြူမီထိုအရှင်းရာတွေကိုတွေ့သွားတဲ့စေပိုင်ကလှမ်းអော်လိုက်ပြက်စီဟေးအဲ့ဒီလိုလိုက်ပြောလိုက်ရမေအောင်ပြစ်လိုက်တဲ့ဆက်ကဆရာဒီဘအနီးမြောက်တွင်ဖြောင်းကနေမြေကပျောက်သွားတော့တယ်အဲ့ဒီချိန်မေအောင်တို့ကအော်စေပိုင်နဲ့ပါတာကိုရော့လာလီရော့ဟေးရခါကြီးဖက်ပြစ်စမ်းဟိတ်စေပန်ကြီးထပ်ပြောလိုက်တယ်မကြပါဘူးဆက်တွေထပ်ပြက်ကုန်တယ်မေယုံဆိုတဲ့မိန်းမကြီးအလွန်ပဲတဲတော့ထွက်နေရှာတယ်ကျုပ်ကလည်းလာသမျှအော်လန်းဆက်တွေကိုတောင်ဝေးနဲ့ရိုက်ထုတ်ရတော့ပေါ့ကျုပ်တို့ရဲ့တိုက်ပွဲကမပြီးနိုင်ဘူးပြိုတချို့ဆုံးတွေကိုဥထွန်းလူရဲ့အကောင်တွေကလုံထွေးတပ်ပုတ်တယ်
ကျုံနဲ့စေပိုင်ကအရှားဆုံးတွေကိုတိုက်ခတ်တယ်အဲ့ဒီအချိန်ဆရာဒီဘကကိုဝေမြောက်ဆုံးစနစ်ကျိုးမေအုံးနဲ့သူနဲ့ပါလာသူကိုတိုက်တယ်တချိန်တော့မေအုံးနဲ့ပါလာတဲ့အလဲအလက်လမ်းစဉ်ရှောင်းနေသူလူကြီးကအင်းကျဲတစ်ခုကိုအိမ်တွင်းကယူပြီးဆရာဒီဘကိုပြစ်လိုက်တယ်စေပိုင်ကတားသေးတယ်အင်းကျဲကအရက်မတော်ဘူးဟိုအောင်လန်းဆက်ပြက်စမ်းအဲ့ဒီအချိန်လူကြီးကသဘောကျစွာရည်ပြီးပြောလာတယ်ဟာတားသန်းစေပိုင်ငါသုံးလိုက်တာအောင်လန်းဆက်မဟုတ်ဘူးထက်လန်းပညာကွာဒါဆိုမင်းကငါကနှစ်ခုစလုံးလမ်းစဉ်ကိုလိုက်စားနေတဲ့လူပဲကငွေရရင်ဘသူ့ကိုမဆိုတတ်တယ်ငါနာမည်ဝနဘာမင်းအဲ့ဒီချိန်ထိုလူပြစ်လိုက်တဲ့အင်ဂျာကဆရာဒီဘကိုထိမှန်သွားတော့တယ်ဆရာဒီဘအနောက်ကိုတလန်ခတ်လွန့်ထွက်သွားပြီးမြေပေါ်တူးထောက်ကျသွားတယ်ဆရာပါဇက်ကနေသွေးတွေစီးကြနေတယ်ကျုပ်ကအော်ခေါ်လိုက်ပြီးဆရာစီပြေးသွားလိုက်ဆရာမင်းတို့မလာနဲ့ဆရာကလှမ်းပြောလာတယ်ကျုပ်ကဆရာစကားကိုနားမထောင်ဘူးပြေးသွားလိုက်တယ်စေပိုင်ဦးထွန်းလူကလည်းလှမ်းတာတယ်ကောင်းလေးမတော်နဲ့အန်ဒီရဲ့များတယ်ကဲသေပြီအောင်နောက်တယောက်ဆိုပြီးနောက်ထပ်အင်းတချက်ကျုပ်စီပြေးဝင်လာတယ်အဲ့ဒီချိန်ဆရာကဒူးထောက်ရာကနေရန်ဒီရိုင်တိုင်းနဲ့အာယူထားလိုက်တယ်ပြီးတာနဲ့မင်းတို့ပြောပြီးကျုပ်စီလာနေတဲ့အင်းချက်ကိုရင်ဘတ်နဲ့ကာကွယ်လိုက်တယ်ဇုံတွေဟားတက်ရည်ကြတယ်ဆရာကတော့မြေပေါ်လဲကျသွားတော့တယ်ပါဇက်နဲ့ရင်ဘတ်တစ်ဝိုက်မှာလဲသွေးအလိမ့်လိမ့်မိအောင်ကသဘောကျစွာရီးလိုက်တယ်ပြီးမှလှမ်းပြောလာတယ်ဟေးကောင်းစုပ်လေးနင်းဆရာဒီဘသေးပြီမှတ်ပြီလားငါကလေးစားရှည်ခြင်းလို့အညိုအတေးတွေနဲ့စောင့်နေခဲ့တာကြာနေပြီမေအောင်နဲ့နင်တို့တယောက်မှကြံသေဖို့သာပြင်တော့ဆရာထပါအောင်ဗျာဆရာခွေးမကြီးနင်တို့အားလုံးသိရမယ်တုတ်ကငြိမ်သက်နေတဲ့ဆရာကိုပွေဖက်ထားရကနေအသာရှာလို့ဝိစာတောင်းဝင်းနဲ့ပြေးရိုက်ဖို့လုပ်တော့သူတို့ကကျုပ်ကိုဆက်တွေနဲ့လှမ်းပစ်လာတယ်ကျုပ်ကမျက်လုံးမိတ်ထားလိုက်တယ်အဲ့ဒီချိန်ဆက်တွေတဖြောင်းကျိုးတန်တွေနဲ့အတူလူကြီးတဦးရဲ့တီကြီးတဲ့အတန်ထွက်ပေါ်လာနင်တို့တွေအတော်ဆိုးနေပါလားအခုတော့နင်တို့ပညာတွေရုပ်သိမ်းချိန်တန်းပြီဒီတော့လာလေရော့ပြောပြီးတာနဲ့အလင်းရောင်စက်တန်းတွေနဲ့ပြစ်ထဲလိုက်ရာအားလုံးအနောက်သို့လွင့်သွားကြပါတော့တယ်အဲ့ဒီချိန်လူကြီးကကျုပ်အရှိမှရက်တန်းလိုက်ပြီးကျုံနဲ့ဦးထွန်းလူကိုပြုံးပြလာတယ်အဲ့ဒီချိန်စုံအရှို့ကြောက်လန့်တကြားထွက်ပြေးဖို့လုပ်ရလူကြီးကအမန်တန်တပုတ်ကိုတန်ကရိုင်းကြရွတ်ပါလီရောမန်တန်ပညာရှင်ဦးမန္တစုံတွေကလန်တကြားရေရွတ်ကြတယ်ဦးထွန်းလူကလည်းလက်အုပ်ရှိကဆရာကြီးကိုကြည့်နေရကနေကျုပ်ကိုလှမ်းပြောလာတယ်ကျုပ်ကလည်းလဲကြအသေးဆုံးနေတဲ့ဆရာဒီဘကိုပွေချတယ်ကောင်းလေးဒီလူကြီးကဆရာလေးဒီပါရဲ့အဖဆရာမန်တန်ဥမန္တာပဲကွာဗျာအဲ့တော့ဆရာကြီးကဆုံးကိုဝေတွေကိုတိုက်ခိုက်ပြီးပညာတွေသိမ်းလိုက်တော့တယ်တချို့တွေကပညာမစွန့်ကျင်သူတွေကိုအဆုံးစီရင်သွားကြတော့တယ်တိုက်ပွဲကြီးကပြီးခဲ့ပြီဆရာဒီပါကတော့ကျုပ်လက်အတွင်သေဆုံးနေပြီဖြစ်တယ်ဦးထွန်းလူကစိတ်ပြည့်စွာကောင်းခါရမ်းတယ်ဆရာကြီးဥမန္တာကကျုပ်အနီးလျှောက်လာတယ်ကျုပ်ကဆရာကိုဖက်ထားပြီးငိုကြွေးနေမိတယ်ဆရာထပါဦးဗျာဆရာသူ့ကိုထားခဲ့ပြီလားဗျလူလေးမင်းထင်ရှာမငိုပါနဲ့ကွယ်လူတိုင်းကံတရားကိုစီပါလာကြတာပဲဒီတော့သူ့ကံပေါ့ကွယ်ထွန်းလူဗျာဖဆရာအေးကွယ်မင်းနဲ့မင်းတင်ရှာမောင်ဒီပအလောင်းကိုယူခဲ့ပြီးကျုံနဲ့လိုက်ခဲ့ကြပြီတော့ဟုတ်ကဲ့ပါအဖဒီလိုနဲ့ကျုံနဲ့ဦးထွန်းလူဆရာဒီပကိုတန်းဖို့လို့ဆရာကြီးအနောက်လိုက်လာခဲ့ကြတော့တယ်တက်ပြီတက်တာကံမတကားကျွန်တော် channel ကနေခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးဟာလူငယ်စာရေးဆရာ ADN လဲလုံးမီရေးသားထားတဲ့မောင်ဒီပနဲ့ညိုတေးဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်နောက်ရက်များမှာမောင်ဒီပဇလန်းလေးတွေတင်ဆက်ပေးအောင်မှာမို့ဆောင်းမြောက်ခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်